လက်ဝေသမားတစ်ဟာချန်ပီယံရဲ့လက်အိတ်တွေကိုလက်တိတစ်ချက်တည်းနဲ့ဖျက်ဆီးပစ်လိုက်ပါတယ်နောက်တစ်ကူမှာပဲအမှုဖြူတွေဟာလေထဲကိုပြန့်လွင့်သွားခဲ့ပါတယ်အဲ့ဒါတွေကဂွမ်းတွေမဟုတ်ပဲပလာစတာအင်္ဂလိပ်တွေဖြစ်နေပါတယ်လူတိုင်းအံ့နာမင်သက်သွားကြပါတယ်ပွဲစဉ်ပေါင်း900ဆက်တိုက်နိုင်ရထားတဲ့ဒီချန်ပီယံဟာအစကတည်းကလိမ်လည်လက်ဖျားခဲ့တာဖြစ်ပါတယ်လွန်ခဲ့တဲ့2ရက်ကပဲအုပ်စုလိုက်တဲ့ပုံတစ်ပုံမှာချန်ပီယံဂျက်ရဲ့လက်မှာပတ်ထားတဲ့ပတ်တီးတွေအကွဲနေတာကိုတိုက်ခိုက်ရေးသမားတွေသတိပြုမိခဲ့ကြပါတယ်အဲ့ဒါကတော့သူဟာပွဲမဆက်ခင်မှာသူ့ရဲ့လက်ပတ်တီးတွေထဲကိုပလာစတာအမုံတွေထည့်ထားလေးရှိလို့ဖြစ်ပါတယ်ပွဲဆက်တင်ပြီးသူ့လက်တွေကနေချွေးထွက်လာတဲ့အခါအဲ့ဒီအမုံတွေကပလာစတာဖြစ်တဖြည်းဖြည်းမာခဲ့သွားပြီးသူ့ရဲ့လက်တီးချက်တွေကိုပုံမှန်ထက်ပိုမိုပြင်းထန်စေခဲ့ပါတယ်သူ့ရဲ့နီးပြကသူ့ကိုပထမဆုံးအကြိမ်ရှင်ပြိုင်တာကိုမြင်ဘူးစဉ်ကလေးကသူ့ရဲ့လက်တီးချက်တွေကပုံမှန်ထက်ပိုလေးလံနေတာကိုသတိထားမိခဲ့ပါတယ်အဲ့ဒါဟာအထူးလေးကျင်ခန်းချိုးကြောင်ဖြစ်မယ်လို့သူကယူဆခဲ့ပေမဲ့ဒီလိုလိမ်လည်မှုရဲ့နောက်ွယ်မှာပလာစတာတွေအင်းနေလိမ့်မယ်လို့တော့သူတခါမှမတွေးမိခဲ့ပါဘူးသူ့ရဲ့ဆရာအတွက်တရားမျှတမှုရရှိစေဖို့ဖြန့်ခါလူတိုင်းရဲ့ရှေ့မှာဂျက်ကိုစိန်ခေါ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ပွဲမဆက်ခင်မှာနီးပြကဖြန့်ကိုပလာစတာကြောက်ပတ်တီးဟာအစပိုင်းမှာချက်ချင်းလုံးမလုံးနိုင်သေးပဲအပြေးဝမာခဲ့ဖို့အတွက်2မိနစ်ကနေ3မိနစ်လောက်ကြာလိမ့်မယ်လို့ပြောခဲ့ပါတယ်ဖြန့်ကနေနဲ့အဲ့ဒီအခွင့်အရေးအနေငယ်ကိုအမိရအသုံးချရမှာဖြစ်ပါတယ်ဒါပေမဲ့ပွဲစတင်တာနဲ့တပြိုင်နက်သူ့ရဲ့ပြိုင်ဘက်ကသူမျောလင့်ထားတာထက်ပိုပြီးတော့ထက်မြက်ကြောင်သူသဘောပေါက်သွားခဲ့ပါတယ်ဂျက်ခါတိုက်စစ်ဆင်ဖို့အခွင့်အရေးမပေးဘဲအမြဲတမ်းခုခံကာကွယ်နေခဲ့ပါတယ်ဖြန့်ကလက်တီးနဲ့ထိုးလိုက်တဲ့အချိန်မှာတောင်ဂျက်ကအခွင့်အရေးကိုအရယူပြီးသူ့ကိုတတောင်စစ်နဲ့တွန်းလှည့်ပစ်လိုက်ပါတယ်ဖြန့်ပြန်လည်းမတုံ့ပြန်နိုင်ခင်မှာပဲဂျက်ကနောက်ထပ်လက်တီးတစ်ချက်ထပ်ကျွေးလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ပလာစတာတွေဟာလုံးဝမာခဲသွားခဲ့ပါပြီလက်တီးချက်အနေငယ်တွင်းမှာပဲဖြန့်ခဲ့အခြေအနေကမတက်တောင်မရဲ့နိုင်လောက်အောင်ဆိုးရွားသွားခဲ့ပါတယ်ဒါပေမဲ့သူ့နီးပြရဲ့မျက်ဝန်းထဲကယုံကြည်မှုကိုမြင်လိုက်ရတဲ့အတွက်သူဟာနာကျင်မှုကိုအောင်အီးတိခံပြီးပြန်လဲထရက်ခဲ့ပါတယ်ဒီတစ်ချိန်မှာတော့သူဟာရိုးရာနီးစနစ်တစ်ခုကိုအသုံးပြုခဲ့ပါတယ်တကယ်တော့လွန်ခဲ့တဲ့2ရက်ကနေးပြဟာဂျက်ရဲ့လိမ်လည်မှုကြောင့်ရှုံးနိမ့်ခဲ့ရတဲ့ဝိုင်းတိုက်ခိုက်ရေးသမားတွေအားလုံးကိုစုစည်းခဲ့ပါတယ်သူကသူတို့ရဲ့အထူးနှင်းစနစ်တွေကိုဖြန့်အားမကွယ်မဝက်ပဲတင် जा ပေးဖို့တောင်းဆိုခဲ့ပါတယ်သူ့ရဲ့တခုတည်းသောရည်မှန်းချက်ကတော့ဆုံးရှုံးသွားတဲ့ဂုဏ်သိက္ခာကိုပြန်လဲရရှိဖို့ပဲဖြစ်ပါတယ်